ခဏနေအောင်ဘာကြီးလေဟိုနော်မထားတဲ့လေနော်မထားတဲ့ပစ္စည်းလေးရှိသေးတယ်နော်တော့ယူရအောင်မကဲစကားမဆက်တလစ်ကတော့အဖွားအိမ်မှာနေတဲ့ခန်းစားချက်ကလေးရဲ့စတိန်မရဖြစ်ပါတယ်ရှင်ဘယ်လိုလုပ်ရမှာလဲကိုရဲ့နော်မသိတာပြန်မယ်လေနော်အဖွားလည်းလာတော့မှာရတယ်လေသွားမယ်ပြန်မယ်လေအဲ့ဆိုကိုလည်းပြန်တော့မယ်လေအေးပါစားချက်စားပါဦးမယ်နော်ရောက်ပြီလားမသိသွားကြည့်လိုက်ပါဦးမယ်မြန်မာသွားကြည့်လိုက်ပါဦးမယ်လေအမရှင်မမဟိုင်ပစီလေးရောက်ပြီနော်ဟုတ်ကဲ့ပါရှင်ယူလိုက်မယ်နော်ညောင်ငါ့ရဲ့မီလေးတော့ခေါ်ရအောင်မယ်မိရောက်ပြီလားရောက်ပြီရှင်အဲ့ဆိုတော့မယ်နော်ကဲရောက်လာပြီဆိုတော့ဒီလေးစားချက်ထားမယ်နော်ခဏတိုင်မင်းအတွက်အင်ကြီးပေးမယ်ခရစ်စမတ်နေ့ဆိုတော့လေ25ရက်နေ့မှာရောက်အင်ကြီးလေးထားတာညအိဝင်အင်ကြီးโอเคဒါတော့ခရစ်စမတ်အတွက်ပါပဲကဲလူရရှိရင်ဒီမှာထိပ်ပုံနော်ဒီမှာအင်ကြီးလေးခုတော့အဲ့ဒါပဲဝတ်ထားလိုက်တော့နော်အမလိုက်ဟောလုံးရပြီးတော့ပြီဆိုပေမဲ့လည်းဒါရီကိုဘယ်တော့မှချိန်ရမှာလဲခဏလေးနော်ကဲအလားစင်ပြီးသွားပြီဟောတာတော့ကြံနေရလားခဏပါကဲပြီးပြီဆိုတော့ဒါလေးကိုဒီမှာထားလိုက်တော့မယ်ခရစ်စမတ်ပင်ဟောတာကိုဒီမှာထားရမှာပဲโอเคဒါကိုဒီမှာထားလိုက်တော့မယ်ခရစ်စမတ်ဆိုတော့အဲ့လိုပဲနော်ကဲမီဖွားကိုဖုံးစားလိုက်အောင်မယ်နော်ဖွားမှာအထုပ်ပိုးကြီးကျန်ခဲ့တယ်ဖွားကိုတက်ဆက်လိုက်အောင်မယ်မနေခဲ့အောင်နော်ခဏလေးနေအတွက်အရာယူပေးအောင်မယ်ရပြီဆိုတော့ဒီမှာနေအိတ်ခဲ့နော်အဲ့ဒါမဆက်အောင်လားအဲ့ဒါနဲ့ရတာမဟုတ်လားအဲ့လိုအဲ့ရတာမသိပါဘူးလေအဲ့နေဆိုတော့ပြန်လို့ဟယ်လိုပြန်ရပြီပေါ့နော်သူ့ကိုအိတ်ခိုင်းလိုက်ပါမယ်ရောဒီမှာအိတ်ပါလားဆောင်းရှိရဆိုတော့အဖောင်းစဖို့တက်တော့ပါမယ်အဖေကိုခဏသွားရမယ်ဟေးဘယ်နဲ့ဘာတော့ပြန်မြောက်သေးဘူးပဲဘာတော့ပြန်မြောက်သေးဘူးနိုင်ဒီကောင်လေးတော့ပတ်မယ်ဟေးဘာရေခဏ45တော့ရှိနေပြီသွားပြီကကဲပြန်ရောက်ပြီဆိုတော့အဖွားဖုံးစားလိုက်အောင်မယ်မကိုင်းတင်နေဖွားမရှိသေးဘူးငါတော့ပြန်ခေါ်မယ်ဟဲ့ဘဒူပါလေသမီးပဲဟယ်လိုသမီးရေရှမ်းသမီးအဖွားရောက်လာတော့သမီးကမရှိတော့ဘူးသမီးကပြန်သွားတာအေးပါဖွားကိုလည်းမပြောတော့ဖွားကပျောက်သွားတယ်ထင်လို့လေရပါတယ်သမီးမှလည်းညီမလေးရှိရဆိုတော့လေတကယ်ရင်းနေအိမ်မှာအေးပါရပါတယ်ပြန်ရှင်လဲပြန်လာရှင်လဲလာပေါ့အေးဒါဆိုဖုံးလျှောက်ပြီနော်ဟုတ်ကဲ့ဖွာတီး
ဖွားတို့ကလည်းနော်ကဲဒါလေးကတော့စတိမ်ပိုင်းရဲ့အဆုံးဖြစ်ပါတယ်အားလုံးကြိုက်နေကြလို့ရှိရင် like and subscribe လုပ်ပေးခဲ့ပါရက်ဆက်တော့ကျောင်းသူအဖွဲ့တင်ပေးပါမယ်ရှင်